Hi အားလုံးပဲမင်္ဂလာပါ Use Tiny Flow မှာကြိုလိုက်ပါတယ်ဒီနေ့မှာတော့ဖေးမှာရှိတဲ့အတန်ဆိုတဲ့သုံးစနစ်ပတ်သက်တဲ့ရှင်း调ဆိုတာကို sharing လုပ်ပေးမှာဖြစ်ပါတယ်ကဲရှင်း调မှာဆိုလို့ရှိရင်一声二声三声四声ဆိုပြီးတော့မှဒီလေးကိုအတန်နဲ့မြင့်တက်ကြရှိပါတယ်အဲ့ဒီမှာဒီရဲ့拼音四声怎么读ဒီရဲ့အတန်လေးတန်ကိုဘယ်လိုထွက်မလဲအတန်တကြွမားပြီဆိုတာနဲ့စာလုံးရဲ့အဓိပ္ပာယ်ကလည်းလုံးဝကွဲလွဲရမိဖြစ်ပါတယ်။ကဲကြည့်လိုက်ရအောင်ဒီမှာ၄ခုရှိပါတယ်။ပထမဆုံးလို့ရှိရင်မာဒီရဲ့အတန်ထွက်တာကကြတော့သူ့ရဲ့တင်နေတာအတိုင်းပဲတပင်းရင်တန်တန်ကြွားတယ်အပေါ်အတန်ကိုမြင်လိုက်တယ်နှိမ်ကြပြီးတော့ပြင်မြင့်တယ်ပြီးရင်အောက်ကြတယ်ပစီကြသလိုကြတယ်ပုံစံအတန်ထွက်လိမ့်မယ်။အဲ့ဒါကြောင့်အတန်ထွက်ကလုံးဝမတူပါဘူး။မာဒီရဲ့လေးတန်ဖြစ်ပါတယ်ဒါကြောင့်မလို့အတန်နှုံးစလေးကိုဂရုစိုက်ပြီးတော့မှအတန်ထွက်ပေးရပါမယ် native speaker မလို့အတန်ကိုပြပြတတ်တာထွက်နိုင်တာလေဆိုတာထက်ကိုကဒီလေးလာပြီဆိုတာနဲ့အတန်သုံးစကိုမှန်အောင်ပြောနိုင်မှတာစကားလုံးတွေကကွဲလွဲမှုမရှိဘူးအဓိပ္ပာယ်တွေချော်လွဲမှုမရှိဘူးဖြစ်မှာဖြစ်ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်အတန်သုံးတစ်ခုမားပြီဆိုတာနဲ့ဆဲနေတယ်လို့မျိုးအတန်အောင်ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒါလေးထားဖို့လိုရတယ်ကဲနောက်ဗီဒီယိုမှာဆက်တွေ့ကြအောင် bye bye